နောက်တဲ့ဇေမိုးဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ VOA သတင်းဌာနသတင်းထုတ်လုပ်မှုရပ်ဆိုင်းသွားပြီးတော့ IFA ကလည်းငွေကြေးအခက်အခဲကြောင့်သူတို့ရဲ့ဒီသတင်းထုတ်လုပ်တဲ့အစီအစဉ်အများစုကိုဒါရပ်ဆိုင်းတော့မယ်ဆိုပြီးတော့ဝန်ခံလိုက်တဲ့အခြေအနေပါလက်ရှိဒီမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ပြည်ပကတွေအားလုံးမှာလက်ရှိဒီ IFA တို့ BBC တို့ VOA တို့ရဲ့ဒါကျွန်တော်တို့ပါဝင်ပတ်သက်မှုတွေကများစွာရှိပါတယ်များစွာလည်းကြီးမားပါတယ်သူတို့ရဲ့ဒီဝါဒဖြန့်ချီမှုကကျွန်တော်တို့မျိုးပြမှတွေကြေးလက်များအထိတောက်လျှောက်ကိုကျွန်တော်တို့တဟုန်လို့စီးစစ်ပါတယ်ရခိုင်ကာလတွေကကျွန်တော်တို့ဒီရေဒီယိုကနေပြီးတော့ရှင်းနဲ့ကျွန်တော်တို့ဒီရေဒီယိုရဲ့တာဝါတိုင်လေးကိုကျွန်တော်ဓာတ်ကြိုးနဲ့ချိတ်ပြီးတော့နားထောင်ခဲ့ရတဲ့အခြေအနေတွေရှိခဲ့ပါတယ်လက်ရှိတော့ကျွန်တော်တို့ဒါ2010နောက်ပိုင်းမှာသူတို့ရဲ့ဒီဝါဒဖြန့်ချီမှုကကောင်းကောင်းကြီးလှုပ်လာနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီလွတ်လပ်ပွင့်လင်းလာမှုတွေနဲ့အတူနေရာတိုင်းမှာကျွန်တော်အင်တာနက်တွေရတယ်ဖုန်းလိုင်းတွေရတယ်အဲ့တော့ကျွန်တော်လူတိုင်းမှာစမတ်ဖုန်းတွေသုံးလာနိုင်တယ်စမတ်ဖုန်းသုံးလာနိုင်တဲ့အတွက်ကျွန်တော်တို့ဒီစမတ်ဖုန်းပေါ်ကနေပြီးတော့လူမှုကွန်ရက်ကနေပြီးတော့သူတို့ကကောင်းကောင်းကြီးဝါဒဖြန့်ခဲ့တာပါတော်တော်လေးကိုကျွန်တော်တို့ကခိုင်ခိုင်မာမာနဲ့ဝါဒဖြတ်ခဲ့တာပါအဲ့တော့အမေရိကန်အစိုးရကဘယ်လောက်ထိအောင်သူတို့ရဲ့ဩဇာအာဏာဘယ်လောက်ကြီးလဲဆိုရင်သူတို့ဖြစ်ချင်တဲ့အစိုးရသတင်းထုတ်ပြန်ကောင်းလာရတော့အများနဲ့တင်ဆက်ပေးတာမို့ကျွန်တော်ရှာတယ်လို့ဆက်စပ်လုပ်သွားကြပါဦးခင်ဗျာတည်းအရောက်ဖန်တီးလို့ရပါတယ်ဘာကြောင့်လဲဆိုတော့ငွေကြေးတွေနဲ့ဖန်တီးတယ်ပြီးကျွန်တော်တို့နိုင်ငံရေးတွေနဲ့သူတို့ဖန်တီးပါတယ်နိုင်ငံသမားတွေနောက်ကိုသူတို့ငွေကြေးတွေထည့်ပေးလိုက်တယ်ထည့်ပေးလိုက်တဲ့အခါမှာသူတို့လိုချင်တဲ့အစိုးရပုံစံဖြစ်ပါတယ်သူတို့ကဒီနိုင်ငံမှာပြည်တွင်းစစ်ဖြစ်ချင်တယ်ဆိုရင်လည်းဖြစ်ပါတယ်ဖြစ်အောင်လုပ်ပါတယ်ဖြစ်အောင်လည်းလုပ်လို့ရပါတယ်ဖြစ်အောင်ကိုလုပ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီ VOA နဲ့ IFA ကတော့ကျွန်တော်တို့တော်တော်လေးတော့အရှိုက်ထုတ်ခံလိုက်ရပါပြီပြီးခဲ့တဲ့ရက်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီ VOA အုပ်စုပေါ့ဗျာတနည်းအားဖြင့်ကျွန်တော် VOA အုပ်စုလို့ပဲသုံးပါမယ် VOA အုပ်စုလို့သုံးပါမယ် VOA ကကျွန်တော်မြန်မာနိုင်ငံတနိုင်ငံနဲ့မဟုတ်ပါဘူးဥရောပနိုင်ငံတွေမှာလည်းဒီ VOA သတင်းဌာနတွေရှိပါတယ်ထို့တူပါပဲကျွန်တော် IFA ကလည်းမြန်မာနိုင်ငံတနိုင်ငံနဲ့မဟုတ်ပါဘူးအခြားသောနိုင်ငံတွေမှာလည်းသူရဲ့တပ်ဆိုင်ရာဘာသာအလိုက်သူတို့ရဲ့ဒီသတင်းဌာနတွေရှိပါတယ်အဲ့ဒီရဲ့ group တစ်ခုကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီမီဒီယာရက်တည်မှုကိုသူကငွေကြေးဖြတ်တောက်လိုက်တာဖြစ်ပါတယ်အဲ့တော့သူတို့ကဒီ2025ခုနှစ်အတွင်းမှာဒေါ်လာကျွန်တော်တန်း900ကျော်သူတို့ကဒီ budget တင်ထားကြတာပါ budget တင်ထားတာပါအဲ့တော့အဲ့ဒီ budget တွေအားလုံးဖြတ်တောက်လိုက်တယ်ပေါ့ဗျာအဲ့တော့ဒီဒေါ်နယ်ထရန့်ရဲ့အမေရိကန်ကျွန်တော်ရက်ပေါင်း30အတွင်းမှာအယူခံဝင်လို့ရတယ်လို့ဆိုတော့လဲပဲဒေါ်နယ်ထရန့်ကသူဒီလိုအစီအစဉ်တွေဖြတ်တောက်လိုက်တဲ့မှာပြန်ပြီးတော့ကျွန်တော်ပြင်ဆင်လို့မရပါဘူးသူကဒီဖြတ်တောက်တယ်ဆိုရင်အစင်စက်သူဖြတ်တောက်ဖို့ပဲလုပ်တာပါပြန်ပြီးတော့ဒီပေါ်မှာပြန်လဲပြင်ဆင်တာမရှိပါဘူးရှေ့မှာလည်းဒီလိုဖြစ်စဉ်တွေဖြစ်ခဲ့ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာပြည်တွင်းစစ်ကြီးအတူရှိဖို့မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့လူအဖွဲ့အစည်းတွေပြုတ်ကွဲဖို့မညီမညွတ်မှုတွေဖြစ်ဖို့တပ်မတော်နဲ့ပြည်သူကြားကိုသွေးခွဲဖို့အစိုးရနဲ့ပြည်သူလူထုယုံကြည်မှုတွေမရှိဖို့တနည်းအားဖြင့်ကျွန်တော်တို့လူအဖွဲ့အစည်းမြန်မာနိုင်ငံမှာရှိတဲ့လူအဖွဲ့အစည်းအသီးသီးတစ်ဖက်နဲ့တစ်ဖက်ညီညွတ်မှုတွေမရှိအောင်ဒီမီဒီယာတွေကကျွန်တော်တို့ကောင်းကောင်းကြီးကိုလှုပ်ခဲကိုင်ခဲ့တာပါဒီမီဒီယာရောက်ကျွန်တော်တို့တအုပ်စုနဲ့တအုပ်စုလူဖွဲ့စည်းတစ်ခုတည်းတစ်ခုပြည်လဲသွားတာပါတစ်ခုမှမရှိပါဘူးတစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့ဒုတ်ဆွဲဓာတ်ဆွဲတနက်ဆွဲနဲ့တစ်ဖက်နဲ့တစ်ဖက်ကျွန်တော်တို့ခိုက်ကြရံပြည့်ကြအောင်မှသူတို့လုပ်ခဲ့တာကြီးပါပဲအဲ့တော့ဒေါ်နယ်ထရန့်ရဲ့အမိန့်ကြောင့်ဒီမီဒီယာတွေကျွန်တော်ရက်တီမှုတွေကတော့သူတို့ရဲ့ဒီသတင်းဌာနရက်တီမှုတွေကတော့လက်ရှိတော့ကျွန်တော်ရက်ဆိုင်သွားတဲ့အနေထားပါအဲ့တော့ VOA ကပြီးခဲ့တဲ့VOA သတင်းဌာနကပြီးခဲ့တဲ့4ရက်ပေါ့ဗျာဒီနေ့ကနေစပြီးရှေ့4ရက်ထိ4ရက်ကနေစပြီးတော့ကျွန်တော်တို့သူတို့ရဲ့ဒီသတင်းထုတ်လုပ်မှုတွေကရက်ဆိုင်သွားပါပြီအဲ့တော့တနည်းအားဖြင့်ကျွန်တော်တို့မတ်လ16ရက်နေ့ကနေစပြီးတော့ VOA ရဲ့ဒီသတင်းဌာနတွေမှာသတင်းထုတ်လုပ်မှုလုံးဝမရှိတော့ပါဘူးထို့တူပါပဲကျွန်တော် IFA ကလည်းမနေ့ကသူတို့အနေနဲ့ဝန်ခံလာတာတခုတွေ့ပါတယ်အဲ့ဒါက၎င်းတို့အနေနဲ့ကျွန်တော်ငွေကြေးအခက်အခဲကြောင့်သတင်းထုတ်လုပ်မှုအစီအစဉ်များစွာကိုရပ်ဆိုင်းရတော့မယ်လို့သူတို့ဘက်ကဝန်ခံလာပါတယ်အဲ့တော့အနေချင်းတော့သူတို့ဆက်ပြီးထုတ်လုပ်မယ်အများစုကတော့ဒီသတင်းထုတ်လုပ်မှုအများစုကိုတော့သူတို့ရပ်ဆိုင်းလိုက်ပြီလို့ဝန်ခံပါတယ်အဲ့တော့ဒီမီဒီယာတွေခင်ဗျားတို့ဒီမီဒီယာတွေကြွေးကြော်တာခင်ဗျားတို့အားလုံးသိပါလိမ့်မယ်အဲ့တော့သူတို့ကလွတ်လပ်သောမီဒီယာပါလို့သူတို့ကြွေးကြော်တယ်ကျွန်တော်ဒီပြည်တွင်းထဲမှာရှိတဲ့မီဒီယာတွေဆိုရင်စစ်ကောင်စီlobby မီဒီယာစစ်ကောင်စီတောက်တိုင်မီဒီယာစစ်ကောင်စီမီဒီယာဆိုပြီးတော့ကျွန်တော်အမျိုးမျိုးကျွန်တော်သတ်မှတ်ပါတယ်အဲ့တော့ကျွန်တော်တို့ကရှင်းပါတယ်ကျွန်တော်တို့ကတိုင်းပြည်ချစ်လို့ကျွန်တော်ဒီလုပ်ကိုလုပ်တာကျွန်တော်လိပ်ပြလုံးတယ်လိပ်ပြကိုလုံးတယ်ကျွန်တော်ဒီတိုင်းပြည်ချစ်လို့ကျွန်တော်တို့ကဒီလုပ်ကိုလုပ်တာအဲ့တော့သူတို့လည်းပြခင်ဗျာတိုင်းပြည်ချစ်တယ်ဆိုရင်ကိုယ့်ကိုရအောင်ရက်တည်ပါလားဗျာရအောင်ရက်တည်ပါလားငါတို့ဒီမြန်မာနိုင်ငံမှာသူတို့ပြောတဲ့မြန်မာနိုင်ငံမှာဒီမိုကရေစီရဖို့ဒေါ်စံသူလွတ်မြောက်ဖို့ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့အတွက်ငါတို့လက်ရှိ IFA တို့ VOA တို့ကအမေရိကန်အစိုးရကမထောက်ပံ့လဲငါတို့ရက်တည်မယ်ဆိုတဲ့စိတ်နဲ့ရက်တည်ကြပါလားအဲ့လိုစိတ်တယောက်မှမရှိဘူးအဲ့ဒီလိုစိတ်တယောက်မှမရှိတာတယောက်မှမရှိတာကျွန်တော်လက်ရှိဒီပြည်တွင်းမှာရှိတဲ့မီဒီယာတွေခင်ဗျာလက်ငါးချောင်းမပြည့်ပါဘူးတကယ်လုံးနေတဲ့မီဒီယာတွေအဲ့တော့ license ပြန်ကြားရနေပြီးတော့ license ရတဲ့မီဒီယာအားလုံးကတော့ခင်ဗျာယာနဲ့ချီရှိပါတယ်တိုးတော်လည်းပဲတကယ်မြေပြင်မှာလက်တွေ့လုပ်နေတာကကျွန်တော်တို့တကယ်နေ့စဉ် run နေတာကမီဒီယာကခင်ဗျာ9ခုပတ်လည်လောက်ပဲရှိပါတယ်များများဆဆမရှိပါဘူးတကယ်ကိုများများဆဆမရှိပါဘူးများဆဆကိုမရှိတာပါအဲ့တော့ဒီမှာရှိတဲ့ဒီပြည်တွင်းမှာရှိတဲ့မီဒီယာတွေအားလုံးကခင်ဗျာတိုင်းပြည်ချေလို့လုပ်နေတာဗျာတိုင်းပြည်ချေလို့လုပ်နေတာကျွန်တော်တို့အားလုံးကဓာသွားပေါ်မှာရှောက်နေတာတစ်ဖက်မှာဒီစစ်သွေးကြောအုပ်စုတွေကကျွန်တော်တို့မြင်ခင်ဗျာခေါင်းဖြတ်မှာခင်ဗျာကြိုက်တဲ့လူမျိုးခေါင်းဖြတ်မှာအဲ့ဒီလိုကျွန်တော်တို့လုပ်နေရတာ
ဒါပေမဲ့ကျွန်တော်တို့ကတော့ဒီလိုလုပ်ကိုလုပ်တာကျွန်တော်တို့ရဲ့ဒီတမိုင်းပေါ့ဗျာကျွန်တော်တို့ရဲ့သားသမီးတွေကျွန်တော်မှတ်ကြောက်တယ်ခံနိုင်တယ်ငါဖေဒီကာလမှာတိုင်းပြည်တော့ဒီလိုလုပ်ခဲ့တယ်ဆိုတော့တမိုင်းကိုကျွန်တော်ယူတာထို့တူပါပဲကျွန်တော်တို့ရဲ့မိတ်ဆွေတွေကကျော်စိုးဦးတို့ဒီကာလမှာဒီလိုလုပ်ခဲ့တယ်ကျွန်တော်တို့ကဒီလက်ခုပ်တန်တွေကြောင့်လက်ခုပ်တန်တွေလိုချင်လို့ကျွန်တော်တို့ဒီလုပ်တွေလုပ်ခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့ကဒီလက်ရှိဖြစ်နေတဲ့အနေအထားမှာကျွန်တော်တို့ပြည်သူလူထုကိုဘယ်လိုမျိုးသတင်းသိပိုင်ခွင့်ကိုဘယ်လိုမျိုးရအောင်လုပ်မလဲဆိုတဲ့စိတ်နဲ့ကျွန်တော်လုပ်တာဖြစ်ပါတယ်ကျွန်တော်တို့လည်းခက်ခက်ခဲခဲနဲ့ကျွန်တော်တို့လည်းရက်တည်ရတာပါဒါပေမဲ့ကျွန်တော်တို့ကျင်းတတ်ပါတယ်ကျွန်တော်တို့လုပ်တဲ့အလုပ်ကိုကျွန်တော်တို့ကျင်းတတ်တယ်ကျွန်တော်တို့ကျင်းတတ်ပါတယ်အဲ့တော့ဒီသတင်းပြန်ချုပ်ချင်တာကကျွန်တော်တို့ဒီလက်ရှိဒီ VOA ကတော့သူတို့အဲ့ဒါခင်ဗျာလွတ်လပ်သောမီဒီယာဘာလို့ရက်တည်ထားတဲ့ VOA ကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အမိန့်ကြောင့်ဘတ်ဂျက်ဖြတ်တောက်မှုကြောင့်သူတို့ရက်သွားပြီရက်တာကကျွန်တော်မလ16ရက်ရက်တယ်ဒီ IFA ကသူတို့ရဲ့ဘန်နာဝေအခက်အခဲကြောင့်သူတို့ရဲ့ဒီသတင်းထုတ်လုပ်မှုအများစုကိုရက်ဆိုင်တော့ပဲလို့သူတို့ဘက်ကလည်းကြွကြွလာတယ်အဲ့တော့ရှင်းပါလေခင်ဗျားတို့တကယ်တိုင်းမြင့်ချင်လားတကယ်မြန်မာနိုင်ငံမှာတကယ်ဒီမိုစီလိုချင်လားတကယ်ပဲပြည်တွင်းစစ်ကြီးဒီရက်တန့်သွားစေချင်လားဒါဆိုရင်ခင်ဗျားတို့ IFA တို့ VOA တို့ခင်ဗျားတို့ရအောင်သတင်းရက်တည်ရအောင်ရက်တည်ကျွန်တော်တို့လိုပဲရအောင်ရက်တည်နော်အဲ့လိုပဲကျွန်တော်တို့လက်ရှိဒီထိုင်းမြန်မာနယ်စပ်မှာလှုပ်ရှားနေတဲ့မီဒီယာတွေအားလုံးကလည်းအများစုကလည်းသူတို့ဒီပြည်ပကနေပြီးတော့ကျွန်တော်တို့ပြည်ပနိုင်ငံတွေရဲ့အထောက်အပံ့နဲ့ရက်တည်နေရတာပါ BBC ကကျွန်တော်ဗြိတိရှအစိုးရရဲ့ထောက်ပံ့မှုနဲ့ရက်တည်နေရတာဖြစ်ပါတယ်အဲ့တော့ဗျာခင်ဗျာကျွန်တော်တို့ကတိုင်းပြည်ချစ်လို့ဒီပြည်တွင်းမှာလှုပ်နေတာဗျာတိုင်းပြည်မချစ်ခင်ဗျာပြေးပြီပေါ့ဗျာအခုဆိုကျွန်တော်တို့ဒီပြည်တွင်းမှာလုံးဝမရှိတော့ဘူးအဲ့တော့ကျွန်တော်တို့ပြောပါတယ်ကျွန်တော်တို့ဒီသတင်းအချို့မှာကျွန်တော်ထည့်ပြောတာရှိပါတယ်ကျွန်တော်တို့2021နောက်ပိုင်းအခင်းကျင်းကာလမှာဒီလက်ရှိဒီပြည်ပထိုင်းဘက်ကိုရောက်နေတဲ့မီဒီယာအုပ်စုတွေအဲ့ဒါလည်းကျွန်တော်တို့ရဲ့လုတ်ဖို့ကင်ဘက်တွေပေါ့ဗျာရခိုင်ကလုတ်ခဲ့ကင်ခဲ့တဲ့သူတွေပေါ့မိတ်ဆွေတွေပဲထားပါဆိုဗျာအဲ့ဒီလူအုပ်စုတွေကကျွန်တော်တို့စီးအောင်တယ်ကျော်စိုးမင်းတို့မိသားစုမင်းတို့တင်းနေတာဒီထိုင်းမှာလာပြီးရက်ဒီဘယ်အဖွဲ့အကုန်စီစဉ်ပေးပြီးတော့သူလာပြီးမဲဆွဲခဲ့ပါတယ်မလုံးတွေပေးခဲ့ပါတယ်ကျွန်တော်တို့ဗျာကျွန်တော်တို့ကရှင်းပါတယ်ကျွန်တော်တို့ချစ်တဲ့ဟောဒီနိုင်ငံတော်ရဲ့မျက်နှာပဲကျွန်တော်ကြည့်ပါတယ်ဘယ်ငွေကြီးရဲ့မျက်နှာမှကျွန်တော်မကြည့်ပါဘူးဒါကျွန်တော်ရဲ့ရက်တည်ကြပါ